Dada Borida Dada Borida Dudiyada Hodi Pinyaya Sinam Badadadi Borida Daya Jai Dada Dada Dayadi Dudiya Nayam Yaw Apodi Hodi Pi Pinyaya Sa Pinya Dayadiga Idnam Eri Pogogo Badadadi Soma Tonden ဘဝတန္တရာကိုရှောင်လန်းတဲ့ထံမှာ long term theory အကြာကြီးရှောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မြန်မြန်လှုပ်ချင်ရင်တယောက်တည်းလှုပ်ကြာရှည်လှုပ်ချင်ရင်စုပေါင်းလှုပ်ဆိုသလိုအဖော်ကောင်းနေလိုအပ်လာပါတယ်အဲ့ဒီအဖော်ကောင်းကိုမြတ်စွာဘုရားကသရတရားတဲ့သရတရား confident is attractive ဆိုသလိုပဲသရတရားသည် ကောင်းတာတွေကိုရောက်အောင်ဆွဲဆောင်လာတဲ့အတွက်ကြောင့်သူရှိမှအစဉ်ပြေမှာအဲ့လိုဆွဲဆောင်လာတဲ့စိတ်ဟာကောင်းသည်မကောင်းသည်မသိပဲနဲ့ကိုလို့ချင်ရလုံနေလို့မဖြစ်ပါဘူးတဲ့ပညာရစေနံပတ္တတတိပညာကရောက်တော့သူ့ရဲ့ခိုင်မာလာတဲ့ယုံကြည်ချက်ကိုဒါကတော့လှုပ်တဲ့နဲ့ဒါကတော့မလှုပ်သင့်ဘူးဆိုပြီးတော့သုံးမှသင်ပေးမှာဖြစ်တယ် တရားတရားအခြေခံရှိပညာရှိမယ်ဆိုရင်အောင်မြင်မှုလမ်းစာတွေရတယ်အဖော်လဲရတယ်ဆုံးမမဲ့ပုဂ္ဂိုလ်ကလည်းရှိတဲ့ခါရောက်တော့ဘဝခရီးတန္တရာခရီးဟာအောင်မြင်ကြရမှာပါတရားတရားကြီးတဲ့များနေရင်လည်းပဲစွန့်အားသွားတတ်ပြီးတော့ပညာရည်ကြီးတဲ့များလာရင်လည်းပဲကွန့်ပြီးတော့ အသည့်အထူးဆန်းနေလုပ်ပြီးတော့မူရင်းနေပျောက်ထွက်သွားပြီးတော့လမ်းကြောင်းနေလွဲသွားနိုင်ပါတယ်မြန်မာစကားပုံမှာတော့တရားလွန်ရင်စွန့်ပညာလွန်ရင်ကွန်းဆိုသလိုမိမိတို့မှာတန္တရာခရီးဘဝခရီးကိုသွားကြတဲ့အခါမှာတိမိမိလုပ်ငန်းအပေါ်မိမိတန္တရာပေါ်ယုံကြည်ချက်ခိုင်ခိုင်မာမာချထားပြီးတော့ အဲ့ဒီယုံကြည်ချက်ကိုအခြေခံပြီးတော့ဘယ်လိုသွားရမယ်ဘယ်လိုလာရမယ်ဆိုတာကိုပညာနဲ့စဉ်းစားဖို့လိုပါတယ်တရားနဲ့ပညာဟာထဘိုးထမ်းတယ်လို့ပဲနှစ်ဖက်လုံးညီးနေမှသာလည်းဘဝဟာတန်တရာဟာအစဉ်ပြေမှာဖြစ်တဲ့အတွက်ကြောင့်တရားတရားဆိုတဲ့ဒုတိယအဖော်ရဲ့ပညာဆိုတဲ့ဆုံးမသုံးသင်မှုတွေရဲ့စုံမီဆိုရင် ဘဝခရီးဟာဖြောင့်ပြူတာယာကြာရတော့မှာပါ